ဟုတ်ကဲ့ဒီနေ့ဗီဒီယိုမှာတော့ပေါ့နော်ကျွန်တော်ထက်နေကြီးရဲ့အမုန်းဖွဲ့တီးတခြင်းရဲ့ intro တိခတ်ပုံလေးကိုကျွန်တော် tutorial လုပ်ပေးပါမယ်ကျွန်တော် tutorial လေးလုပ်မပေးခင်မှာပေါ့နော်ကျွန်တော်ရဲ့ဒီထက်ခွန်း guitar lesson Facebook page မှာလည်းဒီလို guitar tutorial လေးတွေကိုအများအားတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and follow လေးတွားရောက်လုပ်ထားဖို့ကျွန်တော်တောင်းဆိုပါတယ်ဟုတ်ပြီကျွန်တော်တို့ tutorial လေးကိုတွားလိုက်ကြအောင်အဲ့တခြင်းရဲ့ key ကတော့ key F နဲ့တီးစားပါသူရဲ့ intro backing track လေးရပါတော့ F ပြီးတဲ့ခါမှာ C ပြီးတဲ့ခါမှာ D minor ပြီးတဲ့ခါမှာ B flat ပြီးတဲ့ခါမှာ F ပေါ့နော်ဟုတ်ပြီ backing track လေးကိုကျွန်တော်တစ်ခေါက်တီးပြပါမယ်ဟုတ်ပြီကျွန်တော်တို့ intro အစားလေးကဘယ်လိုသွားလဲဆိုရင်အဲ့ဒီပုံစံလေးပေါ့နော်ကျွန်တော်အဲ့ဒါလေးကဘယ်လိုတီးလဲဆိုရင် F key ရဲ့ re ပေါ့နော်ဒါဆိုလို့ရှိရင် do re mi do re mi အဲ့ဒီပုံစံလေးပေါ့နော် F key ရဲ့ re ကနေပြီးတော့ mi ကိုဆက်လိုက်ဆွဲတာပေါ့နော်အဲ့ဒီပုံစံလေးပါပေါ့နော် re မှာကျွန်တော်တို့က3ချက်တီးမယ်အရင်ဆုံး2ကျိုး8ခွက်ပေါ့နော်2ကျိုး8ခွက်မှာကျွန်တော်တို့3ချက်တီးပါမယ်ပြီးတဲ့အခါမှာ4ချက်မြောက်မှာကျွန်တော်တို့က2ကျိုး10ခွက်ကိုဆက်လိုက်ဆွဲမှာပေါ့နော်ပြီးတဲ့အခါမှာ4ချက်မြောက်အဲ့ဒီပုံစံလေးပေါ့နော်အဲ့လိုဆက်လိုက်ဆွဲပြီးတဲ့အခါမှာကျွန်တော်တို့က2ကျိုး10ခွက်မှာ3ချက်ထပ်တီးမယ်အဲ့ဒီပုံစံလေးပေါ့နော်1 2 3 4ချက်မြောက်မှာကျွန်တော်တို့ slide ဆွဲမယ်ပြီးတဲ့ခါမှာ3ချက်တီးမယ်အဲ့ဒီပုံစံလေးပဲပေါ့နော်ကျွန်တော်တို့အဲ့လို3ချက်တီးပြီးခါမှာ2ကျိုးကိုပဲကျွန်တော်တို့5ခွက်ကို slide ပြန်ဆွဲပါမယ်အဲ့ဒီပုံစံလေးပေါ့နော် F key ရဲ့ T note ပေါ့နော် octave တစ်စင်းနှိမ့်တဲ့ T note ကိုပြန်ရောက်သွားတာပေါ့နော်အဲ့ဒီပုံစံလေးပေါ့နော်အဲ့ဒီ intro လေးရဲ့အသက်ကလည်း slide ဆွဲတဲ့အတန်လေးတွေပေါ့နော်အဲ့ slide ဆွဲတဲ့အတန်မပါလို့ရှိရင်အဲ့ဒီ intro လေးကဒီလောက်ထိနားထောင်မကောင်းဘူးပေါ့နော်အဲ့ဒီ slide တန်လေးတွေကြောင့်သူကပိုးပြီးတော့နားထောင်လို့ကောင်းတော့တာပေါ့နော်အသက်ဝင်သွားတာပါအဲ့ဒီလိုပုံစံမျိုးလေးတွေပေါ့နော်သူက slide ကလေးနဲ့တွားတာပါအဲ့ slide မပိုင်ဘယ်လိုအတန်ကြီးဖြစ်နေမလဲဆိုရင်အဲ့ဒီပုံစံကြီးဖြစ်နေလိမ့်မယ်ပေါ့နော်ဘယ်လိုမှနားထောင်လို့ကောင်းမှာမဟုတ်ပါဘူးဒါကြောင့်မလို့ဒီ intro လေးကိုတီးတဲ့အခါအဲ့ slide ကလေးတွေပေါင်ထက်တီးဖို့ကျွန်တော်အကြံပေးပါတယ်ပေါ့နော်ပို့ပြီးတော့နားထောင်လို့ကောင်းတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဆက်သွားမယ်အဲ့ဒီအထိရောက်သွားပြီပေါ့နော်ပြီးတဲ့ခါမှာကျွန်တော်တို့ဘယ်လိုဆက်သွားမလဲဆိုရင်ဒီ2ကျိုး5ခွက်ကို slide ပြန်ဆွဲပြီးသွားတဲ့အခါမှာအဲ့ဒီ2ကျိုး5ခွက်မှာ3ချက်ထပ်တီးပါမယ်ခုနကပုံစံအတိုင်းပါပဲ4ချက်မြောက်မှာကျွန်တော်တို့ slide ဆွဲပါမယ်2ကျိုး10ခွက်ကိုပေါ့နော်အဲ့ဒီပုံစံလေးပေါ့နော်3ချက်တီးမယ်4ချက်မြောက်မှာကျွန်တော်တို့ slide ဆွဲမယ်ပြီးတဲ့ခါမှာကျွန်တော်တို့အဲ့2ကျိုး10ခွက်မှာပဲ3ချက်ထပ်တီးပါမယ်3ချက်ထပ်တီးပြီးတဲ့ခါမှာဒီ2ကျိုး10ခွက်ကနေပြီးတော့2ကျိုး3ခွက်ကို slide ပြန်ဆွဲပါမယ်အဲ့ဒီပုံစံလေးပေါ့နော်ကျွန်တော်တို့အစအနေဖြည်းဖြည်းလေးပြန်တီးပြပါမယ်အဲ့ဒီပုံစံအထိရတော့မယ်ပေါ့နော်ပြီးတဲ့ခါမှာကျွန်တော်တို့ဒီ2ကျိုး3ခွက်မှာလည်း3ချက်ထပ်တီးပါမယ်ခုနကပုံစံအတိုင်းပါပဲ4ချက်မြောက်မှာကျွန်တော်တို့2ကျိုး10ခွက်ကို slide ပြန်ဆွဲပါမယ်အဲ့ဒီခါမှာကျွန်တော်တို့က2ကျိုး10ခွက်မှာကျွန်တော်တို့က
4ချက်တီးပါမယ်ပြီးတဲ့အခါမှာ2ကျိုး17ကွက်မှာကျွန်တော်တို့က3ချက်တီးပါမယ်ပြီးတဲ့အခါမှာ2ကျိုး10ကွက်မှာ3ချက်တီးပါမယ်ပြီးတဲ့အခါမှာ2ကျိုး6ကွက်မှာပေါ့နော်ကျွန်တော်တို့က2ချက်တီးပါမယ်အဲ့ဒီပုံစံလေးပေါ့နော်အဲ့ဒီပုံစံလေးဖြစ်သွားမှာပေါ့နော်ပြီးတဲ့ခါမှာကျွန်တော်တို့ကအဲ့ဒီ2ကျိုး6ကွက်မှာ2ဘားစာတီးပါတယ်ပေါ့နော်2ဘားစာဆိုတော့ဘယ်နှချက်ဖြစ်သွားမလဲဆိုရင်16ချက်ပေါ့နော်နောက်အရင်ဆုံး2ချက်တီးမယ်2ချက်တီးပြီးတဲ့ခါမှာနောက်ထပ်16ချက်ထပ်တီးမယ်စုစုပေါင်းအဲ့နေရာလေးမှာတီးတာလေးကအကုန်လုံး18ချက်ရှိလိမ့်မယ်ပေါ့နော်အဲ့ဒီပုံစံလေးပေါ့နော်စုစုပေါင်းအနေအလေးမှာတီးတာ18ချက်ရှိပါလိမ့်မယ်18ချက်ဆိုတာကျွန်တော်စုစုပေါင်းတီးတာကိုပြောတာပေါ့နော်2ဘားစာဆိုလို့ရှင်တော့16ချက်ပဲရှိပါမယ်အဲ့ဒါရှေ့တစ်ဘားမှာပါသွားပြီပေါ့နော်ပြီးတဲ့ခါမှာနောက်ထပ်16ချက်တီးလိုက်မယ်16ချက်တီးလိုက်တဲ့ခါကျရင်အခုအရင်ရှေ့ဘား2ချက်နဲ့ပေါင်းလိုက်လို့ရှိရင်စုစုပေါင်း18ချက်ရှိပါတယ်ပေါ့နော်အဲ့ဒီပိုင်းလေးပြီးတော့တဲ့ခါမှာဒုတိယတစ်ကြောပြန်စားတယ်ပေါ့နော်အဲ့ဒီအတိုင်းလေးပါပဲအဲ့ဒီခါကျတော့ဟိုဂီတာ backing track လေးနဲ့စားတာပေါ့နော်ဒုတိယအပိုင်းကျတော့အဲ့ဒီပုံစံလေးသွားတာပေါ့နော်ဒီနေရာမှာ2ကျိုး6ကွက်မှာ16ချက်မတီးတော့ထပ်မတီးတော့ပဲနဲ့3ချက်ပဲတီးလိုက်တာပေါ့3ချက်ပဲတီးပြီးတော့တချင်းဝင်လိုက်တာပေါ့နော်ဒီလောက်ဆိုရင်အားလုံးလည်း like ဒီလိုအဆင်ပြေကြလိမ့်မယ်လို့ယူဆပါတယ်ကျွန်တော်ရဲ့ YouTube channel မှာလည်းဒီလို guitar lesson လေးတွေကိုအများကြီးတင်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်